အားလုံးမြင်ရကျွန်တော်မဟုတ်ဘူးကျွန်တော်ဒီနေ့တော့ကျွန်တော်ခုနကပဲတင်လိုက်တာပေါ့နော်ဗီဒီယိုပေါ့နော်အဲ့ဒီကားဘလို့ရှောင်းလို့ရလဲဆိုတာခုပဲတင်လိုက်တယ်ပေါ့နော်အဲ့ကောင်ရဲ့ကျွန်တော်တို့စီစားနှုံးရဲ့စီစားနှုံးကိုကြည့်ကြည့်မယ်ပေါ့နော်ကြည့်ရတာဒီကောင်တွေကတော့စီစားသက်သာရပုံပေါ့ဗျာဒါကတော့ကျွန်တော်ဟိုးရေတော့ကားကြီးပေါ့နော်လုံးနဲ့၄တော်29နှစ်လောက်ကပေါ့နော်လုံးနဲ့20လောက်ပါဗျာကျွန်တော်ဒီကားတွေကဟိုနဲ့ဟိုနဲ့တူတယ်ဗျအရင်တော့ IPZ အဟောင်းနဲ့တူတယ်ပေါ့နော် Epson ပေါ့နော်ကျွန်တော်တို့ဒါတွေကဒီကောင်းရဲ့ဒီဇိုင်းကတော့ Pro Box တွေမတူဘူးပေါ့နော် Pro Box နေတော့အစိုက်ကတော့ကျွန်တော်ဟိုလာလို့ဒီတော့အာဒီကာတော့ပါအဲ့လိုရှိတယ်ပေါ့နော်ကျွန်တော်မသိဘူးအရင်ပါဝါတော့ဒီကောင်းနဲ့ Epson လို့ပဲအပြည့်ပါဆိုကြည့်ရပေါ့နော်စီတုတ်ရပေါ့နော်တော့သူကြီးရဒီကရအဲ့လောက်စီမတော့ဘူး။ကောင်းတဲ့ဘတ်ချက်ပေါ့နော်။ကောင်းတဲ့အင်းမော်တဲ့1.5ပေါ့နော်။အဲ့လောက်စီကြတော့ပေါ့တော့ဆူလင်တော့အာဒီကာဆလင်နာလေးလုံးပေါ့နော်။ဒီကောင်းနေတဲ့ဆူလင်နာဘယ်နှလုံးလဲတော့ကျွန်တော်မသိဘူးပေါ့နော်။ကျွန်တော်ဆူလင်နာတော့ကျွန်တော်ငယ်တော့အဲ့ကာဆလင်နာပေါ့နော်။အဲ့ဒါကျွန်တော်ငယ်တော့မြင်ဘူးပေါ့နော်။ Okay ကျွန်တော်ကတော့ကားမောင်းဖြစ်ပါတယ် let's go ကျွန်တော်တို့ဘယ်သွားမလဲကျွန်တော်တို့ခရီးထွက်ဖြစ်ပါတယ် let's go ဟာကားကြီးကမြင်တယ် bro ဒါကြီးကဘယ်လောက်ကျွန်တော်ဆိုတာသူအမြင်ကစူကြီးတော့မြင်အာဒီကာအဲ့လောက်မမြင်ဘူးဗျတွန်းနေတူတော့ပါပဲ bro တော့မကြည့်ဘာမှမပြီးရအလဲလို့ပြောဟိုဘာမှလည်းကြည့်ရဒီမှာမီးရှိတယ်ဒီမှာ handbrake ရှိတာရဲ့ခပ်ဖို့တာပေါ့နော်ခပ်ဖို့တာဒီကအာဒီကဒါဒီကောင်လည်းအရင်တော့ဟာဆိုဒါခပ်ဖို့တာပဲပေါ့နော်အရင်က TV ပဲရှိတယ်ပဲသူကဒါမှဒီလိုပုံစံတော့မဟုတ် steering ကတော့အရင်ပုံစံပေါ့နော်ဟိုကျွန်တော်တို့ပစ္စည်းပဲတင်လို့ရတကယ်ဒီကောင် ever ကိုပါရလားတကယ်ဒီကောင်ခေါ်ကျွန်တော်ခုံသုံးတဲ့ပြဖို့များတယ်ဒါ game မို့လို့သူကနောက်မှလူထိုင်လို့မရလို့တော့အဲ့လိုထားလိုက်တာပေါ့နော်ကျွန်တော်တို့ဒီကားခုံနေရတော့မစိုးပါဘူးတကယ်ကားနဲ့တူတယ်ပေါ့နော်ကျွန်တော်ဟိုဘက်သွားထိုင်ကြည့်မယ်ပေါ့နော်ဘာဘယ်လိုဖြစ်လဲဆိုတော့ပေါ့နော်โอเคကျွန်တော်တို့ခုတည်းကမစိုးပါဘူးဒါလည်းကျွန်တော်တို့ဓမ္မမီးဖွင့်လို့အဲ့တော့ဒါ radio ခံတယ် bruh ဒီကားဒီ radio တော့ကို$2တော့မကြီး robot $160$2လည်းဘူးနည်းနည်းမများဘူးလား$2ပြီးပါတော့တော့$9,000ထားတယ်$1,000ပြီးပါလို့ပေါ့အဲ့ robot ပေါ့ဒီကားစီကိုပါတော့ကျွန်တော်နောက်ပြီးတော့နောက်ဘုံကကျဲတယ်ပဲဘုံလေးအကျဲက pro box လောက်ပဲရပေါ့နော်ကျွန်တော်ဟိုကားကျွန်တော်တို့အာဒီကာကိုလည်းအဲ့လိုခောက်လိုက်အဲ့တော့အာဒီကာလည်းကျဲနေရဒါပေမဲ့တော့ဘာလို့ခုတော့အာဒီကာတော့ပြောနေရတယ်ဒီလိုပြောရတာဒီလိုโอเคတော့ခရီးသွားမယ်ဘူးတော့ရေတော့ပကံမောင်းလို့ဖြစ်ပါတယ်ပကံမောင်းတော့ကောင်းတော့ဘူးပကံဒီလိုက်ဒီလိုတော့ဘာမှကားနဲ့အထအနေရတကယ်တော့ကိုရီးယားကျွန်တော်အာဒီကာတော့ဘာလဲထားနေရတာဒီကောင်ကခုနဒါမဲ့ကျွန်တော်တို့ကားလာဆိုဟိုနာဖစ်တော့ဘာလို့မြင်ရတယ်ပေါ့နော်ဒီမှာပေါ့နော်ဒီကတော့အော်တော့ handbrake တော့တော့ဖြစ်တယ်ကျွန်တော်ကားပေါ့နော်ကျွန်တော် driver ပေါ့နော် driver မင်းအောင်ဒီကတော့ကျွန်တော်တို့ကားရောင်လေးရလာတယ်ဒါပေမဲ့ဒီကောင်ဖတ်ဘူးစိမ့်ဆိုပို့လာတယ်ကျွန်တော်ဖတ်ဘူးစိမ့်ကျွန်တော် favorite car ပါပေါ့နော်မချီကားကမဆိုးပါဘူးဆိုတော့ဟာတောက်တုံးရကောမင်းလမ်းပေါ်မှာဒုံရောကခါဆို break ကိုခါလို့ကျွန်တော်တို့ဟိုကားလေးကိုခါကျွန်တော်တို့ဒီထဲမှာဒီလိုခါလို့ကျွန်တော်တို့ဒီလောက်နဲ့ break down ပါ break ကတော့မစိုးဘူးခါကျွန်တော်အဝေးရနေမှာပေါ့ကီလိုတရားနဲ့ break လိုက်တယ်အဲ့ဆိုတော့ဘယ်လိုဖြစ်မလဲတော့ကြည့်ကြည့်ပါပေါ့နော်တော့ကီလိုတရားကိုမောင်းမယ် bro ဖြစ်ကျွန်တော်တရားပြီးသွားပြီရော break ကတော့တိတ်မကောင်းဘူးပေါ့နော်ခုနအချိန်ကြီးနေလို့ကျွန်တော်တို့ဦးခေါ်ရတယ်ကျွန်တော်အလုံးယူတရားပေါ့နော်အဲ့ဒါကြောင့်တရားလို့ပေါ့နော်ဒီက
တော့အဲ့လိုမဖြစ်ဘူးပေါ့နော်ကျွန်တော်29နှစ်လောက်ရှိတယ်ကျွန်တော် break ရပို့ပြီးတော့သူကတော့ချို့ကားဆိုမပြီးတော့ဘူးသူကားကိုခါတော့ကျွန်တော်မီတာ9000ထိမောင်းမယ်ပေါ့နော်သူ့ရဲ့စီစားနှုန်းကြည့်မယ်ဟုတ်တယ်ကားကို bros တို့ W bro တို့ကားရ bro ဘာကြည့်ဒီလိုမျိုးဒီကောင်လေးကစောင်းသွားပြီးတော့လေးဟောဖြစ်သွားတာကြောင်းသွားတော့ဂျင်းစမုန်ကားတဲ့ရလို့ပေါ့နော်ဒီတော့ကားပိုင်းတော့ဒီဟာကားတော့မှောက်ပြီးတော့တော့ဟိုအများကြီးတော့မဟုတ်ဘူးနော်ကျွန်တော်တို့အဲ့လာတော့ကားရပေါ့နော်တကယ်တော့လေသူစမောင်းလို့ပေါ့နော်မှောက်တာပေါ့နော်ကျွန်တော်တို့လာဒိုးမယ်တို့တောက်တုံးနေရတယ်ဟောမင်းကအရှင်တော့နဲ့အရှင်ရှော့နေဟောအဲ့ကောင်လေးဒီကျွန်တော်တို့လည်း pay attention လို့ဘယ်လိုကားမော pay attention လို့ရတယ်နော်ဒါနဲ့မှောင်းလို့ခါတယ်ကျွန်တော်မီးဖွင့်လို့ရခါကျွန်တော်မီးဖွင့်နဲ့ခလုံးလိုက်ရှာတာအဲ့လိုပေါ့လားဘိုးကတော့ဘဲရောက်နေဟာခုနစူပရာကြီးကကျွန်တော်အဲ့ဒါဘာလဲပေးရတယ်ဆို Roblox ကြီးကဒါရကြည့်လိုက် free to F2B ကားလို့ပါလို့ဘရိုခုနတွေ့လားအိုးကားလေကွာကျွန်တော်လည်းတော်ကီပြစ်တာကားခဏမှောက်နေဘူးအပြင်မှာဆိုရင်တော့ဒီကားတိုက်ကြည့်ပြီဒါပေမဲ့အပြင်မှာအဲ့လိုမျိုးမှောက်ပြီဆိုတော့ကျွန်တော်ကားတိုက်ကြည့်ပဲဘူးတိုက်ကြည့်တော့ပြင်လို့မရတော့ကားပြောတာပေါ့နော်ချိုးရဖြတ်ဆက်ပေါ့နော်ဖြတ်ဆက်ကားရှိတယ်ဗျဒါဒီကားတော့ဖြတ်ဆက်တော့ original ပေါ့အခုမှဝယ်တာပေါ့နော်ဒီကောင်လေးကတော့မဆိုးပါဘူးတော့ဒါတော့မိသားစုကားရေပေါ့နော်ဒါပေမဲ့အစမ်းစင်ပြေပေါ့နော်အပြင်မှာတော့ကျွန်တော်အဲ့ကားကြီးမမြင်ဘူးပေါ့နော်ကျွန်တော်အဲ့တဲ့ပုံစံတူဆိုတို့တာ if မမြင်ဘူးပဲပေါ့နော်ပြီးတော့ wish ကတူတယ်နဲ့တည်တော့ wish ထက်ကြီးတာပေါ့ပြီးတော့ကျွန်တော်နောက်မဆိုလည်းမော်ရမြင်ဆိုအာတီကာတို့ဟို expander တို့Evanza တို့ rush တို့ပေါ့နော် Evanza တွေကတော့ဘိန်းရသေးပြီးကားကြီးနေတာပေါ့နော်ကျွန်တော်လည်းဘယ်လိုလဲတော့မသိဘူး Okay ကျွန်တော်မီတာ9000ရောက်တော့ပေါ့နော်ကျွန်တော်တို့ကားကိုမောင်းမယ်ကျွန်တော်တုံးနေရှောင်းသွားနေအရှင်ကရော့နေဘူးခါတောက်လုံးရအချောင်းကလည်းရောတယ်ဗျခါဒီလိုမောင်းအောင် Okay ကျွန်တော်တို့ break ကဟာရှိမှမမြင်ရဘူးခါတော့လက်ဖို့တော့ Okay ပြေးသွားရောက် break ကအဲ့လောက်မကောင်းဘူးကျွန်တော်ပြောရမှာကြည့် Okay ကျွန်တော်လာဖွင့်ကြည့်မယ်စပ်ဖုံးဖွင့်မယ်ဆိုရင်ကျွန်တော်တို့2လီတာတော့သုံးလိုက်တယ်ကျွန်တော်2လီတာမစိုးပါဘူးဒါမှလည်းနည်းအင်းနဲ့ထည့်တော့3.6တော့ 0.4 liter ပေါ့နော်ကျွန်တော် use လုပ်ပြီးလိုက်ပေါ့နော်ပြီးတော့ကျွန်တော်တို့ဟိုပါပေါ့9 liter ထည့်လာပေါ့နော် 1.8 liter ပေါ့နော်ကျွန်တော်အဲ့တော့တော့နည်းနည်းစီတုတ်တယ်ပေါ့ကားအားကြောင့်ကျွန်တော်ပြောကားစီတုတ်တယ်ပေါ့နော်သူ original van ကပိုကောင်းတယ်ပေါ့အဲ့လိုပါပဲကြည့်တော့ကျွန်တော်တို့ခုကားခုနတော့Man, the girl who got it, but we got that. I don't know why. Calling out to do the guy. I don't want a colonel poor mess. So I'll got it. But you know, the guy go with you. Cow, Susan Lila. The Ghana woman will maybe don't. The moon, the guy by shouting the animal. A pony by putting you over the shower. Okay ကျွန်တော်ဗီဒီယိုလေးကတော့ဒီမှာပြီးဆုံးတော့ခင်ဗျာကျွန်တော်ကြည့်ရှုနေတဲ့အတွက်အားလုံးကျေးဇူးများတင်ပါတယ်